လက်အောက်ချီပြီးနောက်ကညီညီလေးဆိုစမ်းပါဗျိသအနန္တ၅ပါးကိုရှစ်ခိုးပါဤဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1339ခုနှစ်တဇောင်မိုးလစုပ်4ရက်နေ့ညတောင်ငူမြို့ရွှေဆံတော်ခေါဘကပြင့်လျောက်ချက်အရာရွှေဆံတော်ဇေဒီတော်မြတ်ကြီးအတွက်ဘုန်းကြီးကပါဇက်ဆိုင်လူဆိုင်တရားဓမ္မတွေကလှူနိုင်တဲ့ပုံကိုယ်တွေဆိုတော့ချွေးနေစာလေးတွေနဲ့ကိုယ့်နောက်အရိတ်တဖွယ်ပါမဲ့ဒါနတို့ကြီးကိုစိုက်ညှုပ်ရအောင်ကျင့်ပတဲ့တရားဝဲကြီးဒီတရားဝဲကြီးမှာဘုန်းကြီးနောက်ပိုင်းဇလံကြီးညာထားတာကကိုပြုတ်တဲ့ကံကိုသာခံတဲ့ပါတယ်တော့ပြိဿကြီးဒီနေ့ကံအကြောင်းကိုဟောမလို့ကံဆိုတာပြိဿကြီးကြားဘူးတယ်မဟုတ်လားကြားပါဗျာကံအကြောင်းတော့သဘောပေါက်တဲ့လူနည်းလိုက်တချို့ကံအကြောင်းကိုသဘောမပေါက်ဘူးဒီကံဒီဘယ်ကထွက်လာတာလဲလို့ဆိုတော့ဘုန်းကြီးတို့ကမ္မဆိုတဲ့ပါဠိကထွက်လာကမ္မဆိုတာပါဠိပြန်တော့အမှုဘေးသာကြီးကမ္မကိုကျွတ်တို့မြန်မာလူပြန်တော့ဘယ်လိုခေါ်တော့အမှုကပရိသတ်ကြီးမေးရအောင်ဘယ်နှမှုလောက်ရှိလက်ထောင်ပြမယ်နော်ဘယ်နှမှုလောက်ရှိ3မှုလက်ထောင်ပြတော့ဖြေကြတာမဆိုးပါဘူးနော်3မှုအဲ့ဒီ3မှုကိုဘုန်းကြီးပြောမယ်နောက်ကလိုက်ဆိုစမ်းပါကာယကမ္မဝစီကမ္မမနောကမ္မဘယ်နှမှုတို့ကာယကမ္မဆိုတာခန္ဓာကိုယ်နဲ့ပြုတဲ့အမှုဝစီကမ္မဆိုတာပါဇက်ကပြောတဲ့အမှုမနောကမ္မဆိုတာစိတ်နဲ့ကြံတဲ့အမှုဘယ်နှမှုတို့ကာယကံမှုသည်ဘုန်းကြီးတို့ဘယ်လောက်ရှိသလဲလို့ဆိုတော့3ပါးရှိပါဏာတိပါဒအဒိဏဒါနကာမေတုမိစ္ဆာစာရဝစီကမှု4ပါးသည်မုဇာဝါရပိတုနာဝါစာဖရုဒ္ဓဝါစာသံဖပလာပဝါစာ4ပါးမနောကမှုသည်အဘိဇာဗျာပါဒမိစ္ဆာဒိဋ္ဌိ3ပါး3ရယ်4ရယ်3ရယ်ပေါင်းတော့ဘယ်လောက်ရှိအဲ့ဒါကိုဒုစရိုက်10ပါးလို့ဒီလိုခေါ်ပါတယ်အဲ့ဒီဒုစရိုက်10ပါးကြီးဘုန်းကြီးတောင်ငူမြို့မှာဟောခဲ့ပြီးသားဖြစ်တဲ့ဖြင့်အကျယ်တဝက်ဒီဇတ်ထုတ်ထဲမှာဘုန်းကြီးထက်ဆွက်ပြီးတော့ဟောစရာမလိုတော့ပါဒါဖြင့်ကောင်းပြီအဲ့ဒီကံအကြောင်းကိုဘုန်းကြီးသဘောပေါက်အောင်ပြောပရိသတ်ကြီးဒီကနေ့ရောက်လာတဲ့ပရိသတ်ကြီးမိမိရဲ့စားဝတ်နေရေးအတွက်ငွေရအောင်မရှာဘူးလားကိစ္စငွေရအောင်ရှာတဲ့နေရာမှာခန္ဓာကိုယ်ကြီးနဲ့အလုံးမလုံးဘူးလားအဲ့ဒါဘာမှုခေါ်မလဲကာယကံမှုဘာတဲ့တို့ငွေရအောင်ရှာတဲ့နေရာမှာပါဇက်ကကောမပြောဘူးလားဘာမှုခေါ်မလဲစိတ်ကကောမကြံဘူးလားဘာမှုခေါ်မလဲဒါဖြင့်ခမည်းတော်ငွေရအောင်ရှာတဲ့နေရာမှာခန္ဓာကိုယ်နဲ့လည်းလှုပ်တယ်ပါးစပ်နဲ့လည်းပြောတယ်စိတ်နဲ့လည်းကြံတယ်ဆိုတော့ခမည်းတော်နေတိုင်းအမှုပဲနှမှုရှိဒါဖြင့်ဒီပရိသတ်ကြီးအမှုတယ်လို့ဘုန်းကြီးပြောလိုက်ရင်လွဲမလားလွဲပါဗျာတချို့ကယုံလို့ခတ်တို့ရောက်မှအမှုထင်တာအမှုတန်းလန်းကြီးနဲ့အခုပရိသတ်ကြီးခမည်းတော်နေ့စဉ်ဘယ်နှမှုရှိအမှုတယ်တွေဆိုတာများဘုန်းကြီးပြောတာလွဲသွားမလားလွဲပါဗျာဒါကြောင့်
နေ့စဉ်နဲ့အမျှဒီအမှုသုံးမှုကိုပြုနေကြတဲ့လူသားတွေဒီအမှုသုံးမှုနဲ့ပြုတ်ပြီးတော့ငွေရှာလို့ရလာတော့ပရိသတ်ကြီးဝယ်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေစားချင်တာတွေပြောချင်တာတွေအဲ့ဒီအကျိုးတရားတွေမခံစားရဘူးလားငွေမရှာလို့ငွေမရရင်အိမ်ဆောက်ချင်တာငွေနဲ့မှဆောက်ဖြစ်တဲ့ဖြင့်အိမ်ဆောက်နိုင်မှာမလားငွေမရှာလို့မရရင်ဝတ်ချင်တာငွေရှိမှဝတ်ရတဲ့ဖြင့်ပရိသတ်ကြီးငွေမရှာရင်ဝတ်နိုင်မှာဝတ်နိုင်ပါဗျာဒါဖြင့်ကောင်းပြီစားဖို့ကောငွေရှိမှစားရတဲ့ဖြင့်ငွေမရှာရင်စားရပါငွေရှာတဲ့နေရာမှာဘယ်နှမှုတော့ဒါဖြင့်အဲ့ဒီအမှုသုံးမှုကိုပြုနေတဲ့ပုဂ္ဂိုလ်များသည်ကမ္မဆိုတဲ့ပါဠိကထွက်လာတဲ့ကံမို့ကံဆိုတာပရိသတ်ကြီးသူများပြုတဲ့အမှုလားကိုပြုတဲ့အမှုလားကိုပြုတဲ့အမှုဒါကြောင့်ကံကိုယုံကြည်ရင်အလုတ်ကိုယုံကြည်ပါသူများလုပ်တာမဟုတ်ကိုလုပ်တဲ့အလုတ်ကိုယိုသေးရင်ကံကိုယိုသေးပါကံအကြောင်းသဘောပေါက်ပါလားသဘောပေါက်ပါဗျာတချို့ကကံအကြောင်းသဘောမပေါက်တော့ပြောတယ်အိုးတဲ့ကံရှိချမ်းသာလိမ့်မပေါ်တဲ့ကံသူများပြုတာကြလို့ကံဆိုတာမိုးပေါ်ကြကြီးမှတ်နေထမရဲ့ကံယုံလို့စူးကြုံနေတော့ပါတယ်စူးလာပဲဟာစူးရီဟာပြီမနောကဒီပေါ်နေစူးမဟာပါဇက်ကပြောတယ်ဝစီကစူးကြုံမရောက်နေတဲ့ခြေတော်ကလေးကိုပြန်ရောက်တဲ့ကာယကအဲ့ဒီကံသုံးပါးရောက်စူးပုံကိုမနှင်းမှမစူးမှမစူးအောင်လုပ်တာဘယ်သူလဲကိုလုပ်တဲ့အလုပ်ကိုကံခေါ်တယ်ဒါသဘောပေါက်မလားတချို့ကပြောသေးအိုးတဲ့ကံရှိစားရလိမ့်မပေါ့သူများလုပ်တဲ့အလုပ်ကြီးကြလို့တမင်သက်တဲ့ကံကြီးကကိုလာအကျိုးပေးမဲ့ဟန်ကြလို့ကဲထမင်းဩတဲ့ထမင်းချက်ပြီးပြီထမင်းတော့ဖြစ်နေပြီကံရှိစားရလိမ့်မပေါ့ဆိုပြီးထိုင်းနေစမ်းမှာထမင်းဩတဲ့ကထမင်းကခြေတော့ပေါက်ပြီးပါဇက်ထဲလာဆင်းမှမလားလို့ဝေးတာတနေ့ကုန်ထိုင်ဆောက်ကံရှိစားရလိမ့်မပေါ့လို့ငတ်ပြီး9ရက်ပြည့်သွင်းမဲ့တာမှထိုင်းနေမယုံရင်ဝလိမ့်မပေါ့ဆိုပြီးတော့ထမင်းစားခြင်းနဲ့စိတ်ဒါမနောကံခေါ်တယ်ခူဟဲခဟဲစားမဟဲပါဇက်ကပြောတယ်ဝစီကံခေါ်တယ်ခန္ဓာကိုယ်ကြီးကခူပြီးအလုတ်အလွေးပြုတ်ပြီးတော့ပါဇက်ထဲသွင်းတယ်ဒါကာယကံခေါ်တယ်ပါဇက်ထဲရောက်တာတောင်မှတရားနာပိသကြီးအထက်သွားအောက်သွားကြည့်ရသေးတယ်ကြည်အောင်ဒါမှလေကြောင်းနဲ့ရှော့ရှော့ရှူရှူရှင်းမယ်ဗောဒီထဲသွားတစ်ခုအလဲကောင်များမတက်ရင်ရှာကလေးကပို့ပေးရသေးအလဲကောင်တက်အောင်အယိုးလေးများတွေ့ရှာကလေးကရွေးပြီးအပြင်မဲ့နှခမ်းတစ်ခုနဲ့အမဲစူပြီးထုတ်လက်ကလေးနဲ့ထုတ်ကြရသေးမှန်လားဘုန်းကြီးပြောတာဒါကြောင့်လက်ဆက်တတ်တော့ကံဆိုတာသူများလုပ်တဲ့အလုပ်မဟုတ်ကိုလုပ်တဲ့အလုပ်ပါလားလို့ဒါကိုသိသွားရင်ကမ္မတက္ကတဉာဏ်ရှိတဲ့ဘုရားဘာသာဖြစ်သွားပါပြီဟာကံဆိုတာကိုလုပ်တာတော့မှန်ပြီကံသုံးပါးဖြင့်ကောင်းတဲ့အမှုတွေကိုပြုရင်ငါဒီကောင်းတဲ့အကျိုးခံစားရမကောင်းတဲ့အမှုတွေမကောင်းတဲ့အလုပ်တွေကိုလုပ်ရင်မကောင်းတဲ့အကျိုးငါခံစားရအဲ့ဒီလိုကံရဲ့အကျိုးတရားကိုလည်းပဲကျွတ်တို့ဖယားသားသမီးတွေနားလည်တဲ့နဲ့တဲ့ဒါကြောင့်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးခံစားရမယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံစားရသဘောပေါက်နားလည်သွားဗလားပြိတ္တာဒါကြောင့်ဒီကံနဲ့ပတ်သက်ပြီးဒီကနေ့သူပြုတဲ့အမှုကိုသူခံသွားရရှာတော့ကိုပြုတဲ့ကံနောက်ကပါတယ်တို့ဟိကိုသာခံသွားရရှာတော့ရှင်မရင်တပါးအကြောင်းကိုကျုပ်ဟောမလို့ဒီကိုပြုတဲ့ကံကိုသာခံဆိုတော့ဇတ်လန်းပြီးကျွတ်တို့မဏိသောရဇတ်မှာဘုန်းကြီးထုတ်ဟောမှာဖြစ်ပါကျွတ်တို့သုံးလောကထွထားတာပြည်သူမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးသည်ရာဇကြုံမြို့ဝေလူဝန်ကျောင်းတော်မှာသရင်သုံးတော်မူစဉ်အခါပရိသတ်ကြီးတရားနာရတာတမျိုးကြီးဖြစ်နေမှာပါခါတိုင်းအတန်နေနဲ့
ကျုပ်လေးလေးနဲ့ဖြည်းဖြည်းပဲဟောနိုင်မှာတော့တယ်ပြိဿခတ်သွက်မဟောနိုင်ဘူးမောတယ်ဗျခါတိုင်းတော့တောက်နဲ့ကျုပ်အင်မတန်ဟောတာအခုပြိဿကိုနားလေတဲ့ထက်လဲအောင်ရှင်းတဲ့ထက်လဲရှင်းအောင်ကျုပ်လဲအမောသက်တာအောင်တာရှိဟောနိုင်အောင်ရှင်းကတော့မြန်မသေးအောင်ကြည့်ရှုလုပ်ရတာပဲဗျကိုယ့်အသက်ကိုရှည်အောင်တော့ကြိုးစားပြီးတော့လုပ်ရလိမ့်ဒါကြောင့်တရားနာပရိသတ်ကြည့်အခုဘုရားကိုယ်တော်မြတ်ကြီးဝေလူဝန်ကျောင်းတော်မှာသတင်းသုံးတော်မူစဉ်အခါဓမ္မသဘင်မှာတန်ဃာတော်တွေစကားဖြစ်ကြဘယ်နဲ့တော့ငါရှင်တို့ဒေဝရတ်သည်ဆိုးလေစွာဘုရားကိုယ်တော်မြတ်ကြီးနဲ့တစိမ့်လည်းမဟုတ်ရောက်ဖတော့အရင်ရောက်ဖတော့အရင်ဖြစ်ပြီးတော့အခုတော့ဖယားကိုယ်တော်မြတ်ကြီးအသက်သေးအောင်အမျိုးမျိုးကြီးအသက်သေးအောင်အမျိုးမျိုးကြံပြီးတော့တတ်နေပါကိုယ်တော်မြတ်ကြီးကိုသူသေးအောင်ဖယားကိုယ်တော်မြတ်ကြီးကိုသူသေးအောင်ကြံနေတယ်သေအောင်တတ်ဖို့အမျိုးမျိုးဆောင်ရွက်နေတယ်အဲ့ဒီလိုစကားပြောနေကြတဲ့အခိုင်ဖယားကိုယ်တော်မြတ်ကြီးစိုက်သွားဟဲ့ခြေသားတို့ဘာစကားတွေပြောနေကြသလဲငါဖယားကြွလာမှဘယ်နဲ့ကြောင့်ရပ်ထားကြတာလဲလို့ဖယားကမေးမြတ်စွာဘုရားတဲ့ဒေဝရတ်သည်ဖယားကိုယ်တော်မြတ်ကြီးအသက်တော်ကိုအန္တရာယ်ပြုလို့၍ပေချောင်းကျမ်းနေတဲ့ကိစ္စတွေကိုပြောဆိုနေကြပါတယ်ဘုရားခြေသားတော်တဲ့ဒေဝရတ်သည်ငါဖယားကိုဒီဘဝမှာသေအောင်တတ်နေသည်မဟုတ်နောက်ဘဝကလည်းသူငါဖယားကိုသေအောင်တတ်ခဲ့ဘူးသကွဘယ်လိုပဲတတ်ပေးမယ်လို့သူတတ်တဲ့ဖြင့်ငါဖယားကြီးသေတော်မမူခဲ့အခုလည်းပဲငါဖယားရဲ့အာယုခေါ်တဲ့အသက်တော်ကိုဗုဒ္ဓနာဇီဝိတသနာသက်ကကေနစီအန္တရာယောကာတုံသေအောင်တတ်လို့မရဘူးကွပစ္စည်းမဘဝိကဒီခန္ဓာဝန်ကြီးကိုနောက်ဆုံးထမ်းပြီးတော့တပ်ပြညွတ်တာရွှေဉဏ်တော်ကြီးဖြင့်တတ္တဝအနန္တဒုက္ခတွင်ကလွတ်ကင်းအောင်ကဲတင်တော်မူ၍နိဗ္ဗာန်သို့ရောက်အောင်ငါဖယားခွန်ဆောင်နေတဲ့အခိုက်အတန့်ငါသားတို့ဘယ်သူမှတတ်လို့သိနိုင်မည်မဟုတ်ဘူးတဲ့ဖယားကပိဿာကြီးဖယားအသက်ကိုအန္တရာယ်ပြုလို့ရရအဲ့ဒီမရတဲ့ကိစ္စကိုဒေဝရကြီးတတ်ရန်ကြမ်းနေတဲ့စကားတန်ဃာတော်များပြောသဖြင့်ဘုရားကိုယ်တော်မြတ်ကဒီဘဝမှာမဟုတ်ဘူးနောက်ဘဝတုန်းကလည်းငါဘုရားကိုသေအောင်သူကြမ်းခဲ့ဘူးတဲ့ခြေသားတို့ဒါပေမဲ့လို့မသေးဘူးကွယ်လို့ဘုရားကိုယ်တော်မြတ်ဟောကြားပြီးစကားကိုရပ်ထားလိုက်တော့တန်ဃာတော်များမလျှောက်ဖဲမနေနိုင်ဘူးမြတ်စွာဘုရားတဲ့ဒေဝရတိနောက်ဘဝတုန်းကဘုရားကိုယ်တော်မြတ်ကြီးကိုဘယ်လိုသေချောင်းကြံပြီးတော့သေအောင်တတ်ခဲ့တယ်လဲဆိုတဲ့အတိတ်ဇာတ်ကြောင်းကိုပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါမြတ်စွာဘုရားလို့လျှောက်ထားကြအဲ့ဒါလို့လျှောက်ထားကြတော့မှဘုရားကိုယ်တော်မြတ်ကအတိတေဘာရဏပိယံအစချီသဖြင့်အတိတ်ဇာတ်ကြောင်းကိုပြန်ပြောင်းပြီးတော့ဟောကြားပါတယ်ဗျာဟောလို့လေပြီးတော့အခါကဘာယာနာခေါ်တဲ့ရွှေမြို့တော်ကြီးမှာဗြဟ္မဏမင်းကြီးအုပ်ချုပ်စဉ်အခါဘယ်မင်းကြီးအုပ်ချုပ်တယ်လဲပြိဿဗြဟ္မဏမင်းကြီးအုပ်ချုပ်တဲ့ချိန်ခါမှာကျွတ်တို့ဇနီးမောင်နှံနှစ်ယောက်ကမိဘရွှေမျိုးမြသဘောတူညီစွာပေးစားထားတဲ့မောင်တုနိတ္တနဲ့မေတုဇာတာလို့နှစ်ယောက်ရှိကြယောက်ျားနာမည်သူနိတ္တမယားနာမည်သူဇာတာယောက်ျားနာမည်ဘယ်သူပါလဲပြိဿသူနိတ္တမိန်းမကမှတ်သွားနော်ဇပ်ပနဲ့ရိုက်ပေးနေတာအဲ့ဒီသူနိတ္တကိုမြန်မာလိုပြန်လိုက်တော့မျက်လုံးလှတဲ့ယောက်ျားလို့ဒီလိုအဓိပ္ပာယ်ရမျက်လုံးလေးကောင်းခုခေတ်လည်းပြောကြပါတယ်အမဲတဲ့သူ့မျက်လုံးလေးကခေါ်နေတယ်လို့ပဲမျက်လုံးကများခေါ်လို့ရတယ်လို့အလေးသူတို့ချင်းတော့သိကြမှာပေါ့လေခေါ်နေတယ်လို့တဲ့မျက်လုံးလှပြီဆိုရင်တရားနာပြိဿအများအားဖြင့်ဒီမျက်လုံးကိုပဲချိန်မွန်းတတ်ကြပါတချို့မျက်လုံးကြတော့လေအထက်တစ်လုံးအောက်တစ်လုံးတ
တလုံးကအောက်ဆိုင်တလုံးကအထက်မော့ဟာတချို့ကြတော့လေလှလိုက်တဲ့မျက်လုံးတချို့မလှပေမဲ့လို့အခုခေတ်ပြင်ထားတဲ့မျက်လုံးတွေရှိတယ်ပြေးတာခုခေတ်ကြီးမျက်လုံးပြင်ထားတာတွေတွေ့ဘူးသလားကျုပ်တော့မသိဘူးပေါ့တခါပြက်ခရိကြီးတွေနဲ့ဓာတ်ပုံနဲ့မိန်းမတွေပုံနေသေးချာကြည့်အော်မျက်တောင်ကော်လေးနဲ့ဆိုတဲ့အတိုင်းမင်းသမီးဖြစ်ကြတာလည်းမပြောနဲ့သူများတဲ့ထူးတယ်မျက်တောင်လေးတွေကကော့လို့ကျုပ်ကချိန်မွန်းတော့တခါတယောက်ကကျုပ်လျှောက်တယ်ငကိုကောမဟုတ်ဘူးဖေဟာတဲ့ခင်ဗျာငကိုကောမဟုတ်ပဲလို့အကော်တော့ဆိုမျက်တောင်ကအငှားတက်လို့ရတယ်ဖေဟာတဲ့ဗျာလို့ကျွတ်တို့ငကိုရှိတဲ့မျက်တောင်တောင်ဟိုစိုက်ဒီစိုက်နဲ့ဒီအငှားတတ်တဲ့ဟာကြီးနဲ့သူတို့အနေရမခက်ဘူးလားလို့ဒါဘုန်းကြီးကစိတ်ချင်းရှိတာမင်းရတာကိုပြင်းနာပရိသတ်အခုခေတ်များဓာတ်ပုံနဲ့ကြည့်လိုက်ရမျက်တောင်လေးတွေကိုကောလို့ငကိုဟောမဟုတ်တာကျုပ်အဲ့ဒီတကားတယောက်လျှောက်မှသိပါမျက်လုံးတကယ်လှတဲ့မောင်သူနေတာနားထောင်ရုပ်အဲ့ဒီသူနေတာကမျက်လုံးလှရှာတော့သူ့ဇာတာကကောင်းသောဖြစ်ချင်းရှိသူခန္ဓာကိုယ်မှာဖြစ်ပေါ်လာသမျှမိမအတွက်တော့ဖြင့်ကောင်းရင်၅ပါးကပြည့်နှက်ပြီးတော့လူတိုင်းကြည့်လို့မဝရှုလို့မဝအောင်လှတဲ့ပြုမိမများကောင်းရင်၅ပါးဆိုတာတောင်လူမျိုးဟောခဲ့လို့ဖန်တရားတေးနေပါပြီမေးရင်တော့အလွယ်ကလေးနဲ့ဖြေနိုင်လောက်ကြပါပြီမိမများကောင်းရင်ဘယ်နှပါးတော့မျိုးခဏဟောနေရတဲ့မြို့ဆိုတော့ဖြေကြည့်ကြစမ်းမှာကောင်းရင်၅ပါးဘယ်သူတွေပါလဲဘာလို့နားထောင်ဩဇတ်ထုတ်တရားများထဟောတော့ထလို့တဲ့ဒီဇတ်ထုတ်ကြီးနာဘူးပါတယ်တဲ့ထဟောလို့မှတ်မိသလားလို့မေးတော့ဟောရင်တော့သိတာပဲထမှတ်မယ်သိတယ်မှတ်မိသလားလို့ဆိုတော့ရေးလဲမမှတ်မိဘုန်းကြီးအတူကောက်လည်းပြောခဲ့တယ်တခုချင်းလည်းပြောခဲ့တယ်ကဲဆိုကြည်သာဆံပင်ရဲ့ကောင်းခြင်းအသားရဲ့ကောင်းခြင်းအရည်ရဲ့ကောင်းခြင်းအယိုးရဲ့ကောင်းခြင်းအရွယ်ရဲ့ကောင်းခြင်းအဲ့ဒါအတူကောက်ပြောလိုက်တော့ဆံသားရည်ယိုးရွယ်ကောင်းခြင်းဤငါးသွဲဒီလိုမှတ်ထားလိုက်ဆံသားရည်ရိုးရွယ်ကောင်းခြင်းဤငါးသွဲဘာတဲ့ပြိဿမှတ်ထားဟိဆံပင်ရဲ့ကောင်းခြင်းဆိုတာနောက်ဆက်ကဖြန့်ချလိုက်ရင်ခြေပနောက်ထိသာလီဓာလေးကဲ့သို့အထက်ကိုကော့ပြန်နေတယ်အဖျားအောက်မဆိုင်ဘူးအဲ့ဒါဆံမင်းရဲ့ကောင်းခြင်းမှုေးသောအနတ်ရှိတဲ့ဗရုံးရောင်ကဲ့သို့နဲ့မှောင်းနေတဲ့ဆံမင်းပြူမပေါက်ဘူးအဲ့ဒါဆံမင်းရဲ့ကောင်းခြင်းအခုခေတ်ခြေပနောက်ထိတဲ့ဆံမင်းတွေများမြင်မှုသေးလားဘယ်မြင်မှုလဲရှိမှမရှိပဲခြေပနောက်ထိဖို့မပြောနဲ့ဂုတ်ပေါ်မှာဝဲမဲ့မကြမှုတရုတ်ဆိုင်သွားကောက်တဲ့အစိတ်ရှိတဲ့ဆံမင်းဖြတ်ပြစ်ကောင်းတော်လှမ်းကြည့်စာပေါင်းတိုက်ကြီးကြသူတို့ဘယ်လိုလုပ်ထားလဲမသိမန္တလေးတုန်းကအောင်းမိတ်တယ်ဇက်လာငါအဲ့ဒီဒကမတွေနောက်ကလိုက်မီးနဲ့လိုက်ရှို့ဘယ်လောက်ကြည့်ကောင်းလဲအောင်းမိတ်တာမှမရှို့ရဲပါဘူးရှို့ငါနဲ့ရံဖြစ်နေရမှာပေါ့နေရတဲ့သူတို့တို့ဖြင့်ကရုံးကြီးနေတာတောင်လက်တစ်စစ်လောက်ရှည်လာရာလုံးလို့ရိတ်ပြည့်ရဒီတော့ကောင်းပြီဟေ့အဲ့ဒါဆံပင်ရဲ့ကောင်းခြင်းလို့မှတ်ခဲ့ပါတော့နောက်တစ်ခါအသားရဲ့ကောင်းခြင်းလက်ဖွားချီဝါနှခမ်းသားလေးများหนีမြန်းနေတဲ့ပြိတ္တခိုချီတော့အသွင်ကြီးအာသီးမဲ့ပမာဏအသားရဲ့ကောင်းခြင်းအခုခေတ်လည်းหนีပါတယ်หนีပဲဒီခုခေတ်ကဆေးဆိုးထားတာနှခမ်းနဲ့မကပါဘူးကွာပါးရောနှဖူးရောဘယ်လက်နှံဘယ်လိုရှောက်လို့တယ်မသိဘူးအဘွက်ကိုပေါက်နေတာပဲတချို့ကလေးမလေးတွေနှခမ်းကြီးဆိုတာလက်ရွက်ရောက်ဟိုကြာလီကန်စီပြောပါတယ်တောင်လူမျိုးရှိမထင်ပါဘူးပါဇက်လက်စသေအောင်မလုပ်ဘူးငါလည်းမျက်စောင်းမထိုးကြနဲ့ဟဲ့
နင်တို့လှနေတာကငါကပိုလှတဲ့ခြင်းနဲ့သူများကိုကြည့်ရီလို့မှရီမမသိတော့မဖြစ်စေခြင်းဘူးလှစေခြင်းလုံးလို့ဟဲ့လှတဲ့ထက်လှစေခြင်းလို့ကျန်လီကန်ဆရာတော်ကတို့ကိုနှမအရင်လေးတွေလို့အောင်မေးလို့ပြောတယ်လို့မှတ်ပါငါလည်းမျက်စောင်းထိုးကြပါနဲ့ပါဇက်လက်စသေးအောင်ကြည့်လို့ကြမှတ်ထားနော်အဲ့ဒါကျွတ်တို့အသားရဲ့ကောင်းရင်ဆေးမဆိုးပဲหนีပါတယ်နောက်အရင်ရဲ့ကောင်းရင်ဆိုတာဝက်ချန်တင်းဒိတ်အပိတ်အဖုဘာမှမရှိဘူးရွှေအဆင်းကဲဆိုဝါဝင်းပြီးတော့နေတာအဲ့ဒါအရင်ရဲ့ကောင်းရင်ရေများပေါက်လိုက်ရင်လေချောင်းနဲ့ဆင်းသွားတာမြင်ရမလောက်မြင်တယ်လို့ပြောတာမဟုတ်ဘူးမြင်ရမလောက်မြင်တယ်လို့လေးထင်ရဒါတချို့ကနားမလဲပါမလဲတရလွန်ပြောတယ်အမလီအဟုတ်လှတဲ့လူများလေချောင်းနဲ့ရေဆင်းတာမြင်ရတယ်ရန်တုံနေတာမြင်တယ်လို့လေးထင်ရတာမြင်ရမလောက်မြင်တယ်လို့ပြောတာမဟုတ်ဘူးထင်ရဘယ်နဲ့ရေဆင်းတာမြင်ရလောက်အောင်ဒီအရေးပါနေရင်ငါတလောက်ဟင်းစားငါးပါးမဝေဘူးလားကြက်သားဟင်းများမလွယ်တာမှတ်ထားဟိမြင်လို့လေးထင်ရတယ်အရေးလေးကပါလွန်းတော့ဝါဝင်းပြီးတော့အမလေးရေတောက်လိုက်တဲ့ခါလေးနဲ့ဆင်းသွားမြင်ရတယ်လို့လေဒါကိုပြောပါအဲ့ဒါအရေးရဲ့ကောင်းခြင်းဟာနောက်တစ်ခုအယိုးရဲ့ကောင်းခြင်းအယိုးရဲ့ကောင်းခြင်းဆိုတာလက်ဖြားချီပြားလေးများထောင်ထားဖျောင်းတိုင်လေးကဲ့သို့ပြည့်ပြည့်အတွင်းကအယိုးကောင်းတော့အပြင်ဘက်ကိုအဆင်မခေါ်ပြည့်ပြည့်သွားကလေးများစိတ်ထားလိုက်လို့ရှိရင်လေခယူသင်းကိုလွှတ်နဲ့တိုက်ဖြတ်ပြီးပြန်အပ်ထားတဲ့ကဲ့သို့ခေါ်ခြင်းကုတ်ခြင်းကြားခြင်းပေါက်ခြင်းမရှိအဲ့ဒါအယိုးရဲ့ကောင်းခြင်းလို့ခေါ်ပါတယ်နောက်အရွယ်ရဲ့ကောင်းခြင်းဆိုတာအသက်30ပင်ဖြစ်သွားမကြီးနဲ့ဘုန်းကြီးရှက်သွားပဲနဲ့လို့ဖြည်းဖြည်းပြောတာတော့မှားတယ်နော်အသက်30ရွယ်ပင်ဖြစ်တော်လည်းပဲတရားနာပိဋကရေ16နှစ်ပဲထင်ရဝိသခာကြီးတို့ကြတော့သာသမီ2ကြိမ်မြင်းလေးရမြစ်ရှိထောင်အသက်120သေသာသွား16နှစ်အရွယ်ပဲဝိသခာကြီးတို့ကြတော့အခုခေတ်တော့မရှိပါဘူးရှင်းတုန်းကတော့တသားမွေးတသွေးလှတဲ့သာသမီတယောက်မွေးဖွာပြီးတိုင်းအသွေးရောင်တက်ပြီးလှခုတော့ဟုတ်ပါဘူးတယောက်လဲဖွာပြီးရောပြီးရောဟာပြောမှမကောင်းပဲပြီးရောတယ်ဆိုမှမှာပေါ့သူများမပြောပါနဲ့ငါရွှေမျိုးကစပြောငါသမဗျာငါလေးငစွန်းနေသားဟိကျန်လာရွှေတွင်းကုန်းဇာတိရွှေတွင်းကုန်းရွာဆိုတာရှိတယ်ငစွန်းနေပဲဇာတိဖြစ်ပေမဲ့လို့ကြာလီက9နှစ်သားလောက်ကရောက်တော့ရွှေမျိုးတွေမမှတ်မိတနှစ်တစ်ခေါက်ရွှေတွင်းကုန်းကိုရောက်သွားတဲ့အချိန်ခါမှာကလေးလေးတွေခြီးပြီးတော့ကားနောက်ကလိုက်လာကြဘုန်းကြီးကမေးကြည့်တယ်ဒကမာကြီးကဘသူတုံးဒကမာကြီးကဘသူတုံးလို့သူတို့ဝိုင်းကြည့်ကြဟောဗျာမေးတာနာမည်မပြောဘဲနဲ့ဘာလို့ကြည့်တာတော့ကြီးရောက်ပါတဲ့ဦးစင်းကဒကမာကြီးတွေပါလိမ့်နဲ့တပည့်တော်ကဦးစင်း2မတပည့်တော်ကဦးစင်း2မဟေးဟာနင်တို့ကဖွားကြီးတွေဖြစ်နေတာကိုဟောရုပ်အစင်းတယောက်လဲဖွာပြီးရောဆိုတာကျုပ်ရွှေမျိုးကသာစပြောကောသလအိမ်မက်ကဗါတဲ့မြေကမကြွငယ်လှတစ်ပင်ဖူးငုံရင်ပြီးပွင့်သည်တွေ့မြင်အမေမြေကြီးပေါ်ကမကြွသေးပဲနဲ့တစ်ပင်လေးတွေအဖူးပွင့်တွေ့ပါတယ်ခင်ဗျာတဲ့ခင်ဗျားကပြန်ဖြေတယ်အရွယ်မမျှငယ်လှပြိုစဉ်သမီးသားလင်ထားအိမ်ထောင်ရင်မင်းလက်ထက်ငါလက်ထက်မဖြစ်ဘူးကွာတဲ့လူတွေသက်တမ်းတူတဲ့အချိန်ခါမှာငယ်ရွယ်အိမ်ထောင်ပြုလိမ့်မယ်တဲ့ငယ်ရွယ်အိမ်တော်ပြုငယ်ရွယ်သားသမီးရငယ်ရွယ်ဖိုးကြီးဖွားကြီးဖြစ်ငယ်ရွယ်ရုပ်အဆင်းကြပြီးတော့ငယ်ရွယ်သေးကုန်လိမ့်မကွာဘုရားကဒီတိုင်းဟောခဲ့ဘုရားကတက်ကရမကံမေသည်ဒီလက်ညှိုးထိုးပြလိုက်တာနဲ့တူပါရဲ့ပြိဿမှန်ရလားပြိဿကြီးဒါကြောင့်အဲ့ဒီတသားမွေးတသွေးလှအသက်30ရွယ်ပင်ဖြစ်တော်လဲတရားနာပိဋကသာသမီတစ်ချိန်ရတော်လဲကျွတ်တို့16နှစ်အရွယ်သာထင်ရတယ်အဲ့ဒါအရွယ်ရဲ့ကောင်းခြင်းလို့ခေါ်ပါတယ်ကောင်းခြင်း၅ပါးပြည့်သွားဗလားဟိပြည့်ပါဗျာတချို့လဲကောင်းခြင်း၅ပါးပြည့်တယ်အခုခေတ်တော့ရှားပါတယ်
ကျုပ်ကြောင့်မဲမြို့သွားတရားဟောတော့ကဒကမတယောက်ကတွန်းလှဲလေးနဲ့ဈေးရောက်ရင်ပစ္စည်းတွေတင်းလို့ဆံမင်ကနောက်ဆက်ကဖြန့်ချတာခြေပနောက်ထိဟာကျုံနောက်ကပါတဲ့တကားတွေကဘုန်းကြီးပြောတဲ့ကောင်းခြင်း၅ပါးတော့တွေးပါကွာဟေ့မရလားဆံမင်ခြေပနောက်ထိတယ်ဆိုလိုက်သွားတာလိုက်သွားပြီးတရားနာပိသနောက်ကမြင်ရတော့ဆံမင်တော့ကောင်းခြင်းတွေ့တာပေါ့လေရှစ်တဲ့ကသူတို့ကမျက်နှာလိုက်ကြည့်ပြန်ပြေးလာရကောင်းခြင်း၅ပါးမညီတာကိုပြောနေတာသူတို့လိုက်သွားတာလည်းသိတယ်ဘုန်းကြီးမြင်ရလာတယ်ဟိုမှာသူတို့ပြလို့တုတ်ကလည်းကြီးလိုက်တယ်ဟုတ်ခြေပနောက်နားထိတယ်ဆံမင်ပြန်လာတော့ဘယ်နဲ့တော့ဟေးဟာနာလိုက်ပုံတော့ဗျာဟာဘာနာတာလုံးလို့ဟိုရှင်မရဆံမင်ကခြေပနောက်ထိတယ်မျက်နှာကြည့်ရစရာကိုမရှိဘူးတဲ့ဒါကြောင့်ဟေးမလွယ်ဘူးခုခေတ်အမတန်ရှားပါဒါကြောင့်တရားနာပိသကြီးကောင်းရင်၅ပါးနဲ့ပြည့်စုံဖို့လည်းအမတန်ခဲရင်ပြီကောင်းရင်၅ပါးနဲ့မပြည့်စုံလို့အယုံဆိုးတဲ့လူတွေလည်းအာမလျှော့နဲ့ဟေ့သူ့အိုးနဲ့သူ့ဆံတန်ယုံနဲ့အယုံဆိုးလို့မရတာမရှိပါဘူးခြေတွေလက်တွေမပါတဲ့ပေါင်တို့ကြီးတောင်မိဖုရားကြီးကောက်ယူတာကြည့်ပါချင်းတောင်ကြီးတဲ့ထည့်ပြီးတောင်းကျွေးတာကိုကြည့်ပါဟဲ့ရုပ်လှတဲ့လူတွေကလည်းကိုလှတာနဲ့သူများသွားပြီးတော့အပြစ်မတင်ပါနဲ့တချို့ကအပြစ်တင်တဲ့အမလီသူ့သွားကြီးကခေါ်တာအုတ်ရှိသီးစားဖို့ကောင်းတယ်အုတ်ရှိသီးမကလို့ဘာချစ်စားကိုနဲ့ဘာဆိုင်တော့ခင်ဗျားတို့ကတော့သွားခေါ်လို့ကြက်ကြီးတာဟောအကြိုက်တွေ့တော့ဘာပြောတော့သဘောလေးနဲ့မေပြုံးနေတယ်လို့ပဲကွယ်ဟိုပြခေါ်လို့သိမရဘူးသူကပြုံးနေတယ်လို့ထင်တချို့ကသူများမျက်စိမေးတာသွားကြကြီးအမလီသူ့မျက်လုံးကမေးတာတဲ့ပွေးမျက်လုံးကျနေတာပဲကြာရင်ပိတ်တော့မာတယ်မကြီးပွင့်နဲ့တူတယ်ဘာပွင့်ဖြစ်ကိုနဲ့ဘာဆိုင်လဲခင်ဗျားတို့ကလည်းမျက်လုံးမေးလို့ကြက်ကြီးတာအကြိုက်တွေ့တော့ဘာပြောတော့မျက်လုံးလေးကိုကအိတ်နေတယ်လို့ပဲကွယ်ဟောပြမေးလို့ဖွင့်မရဘူးသူကအိတ်နေတယ်လို့တဲ့ကျမ်းမှချိန်မွန်းတယ်ပြိဿဒါကြောင့်အဲ့ဒီကောင်းရင်၅ပါးနဲ့ပြည့်စုံတဲ့သူဇာတာတဲ့ပြိဿယေသာကြီးသူဇာတာကောင်းရင်၅ပါးမပြည့်စုံဘူးလားပြည့်စုံပါဗျာအဲ့ဒီပြည့်စုံတဲ့သူဇာတာနဲ့မောင်သူနိတ္တတို့သည်လင့်ဝတ္တရားမယဝတ္တရားကြေပြုံစွာနဲ့နေပြီးတော့လာခဲ့ကြရာဒီကနေ့တော့တရားနာပရိသတ်ကြီးမယလေးသူဇာတာကမောင်ရဲ့ကိုသူနိတ္တလို့ခေါ်လိုက်တော့နှမသူဇာတာမင်းပါရီပြောစရာရှိလို့မောင်ကြီးကိုခေါ်တာတော့ခေါ်ရတာပေါ့ကိုသူနိတ္တရဲ့ဒီနေ့လေဟောကျုပ်ပြောစရာရှိတာကတနှစ်တစ်ခေါက်မိဘထံကိုအကရော့ရောက်တယ်ဒီနှစ်လဲမိဘထံသွားပြီးတော့ကရော့ရနီးကပ်လာပြီကျုပ်ကိုလိုက်ပို့ပါတော့ဟေးဒီထဲအိမ်အောင်တွေပါလိမ့်မယ်နော်အိမ်အောင်တွေကယူဆိုင်ကြဟဲ့မိမိတို့ချစ်ရခင်ရယူပြီးအိမ်အောင်ပြုတ်ထားကြတော့လေတစ်နှစ်တစ်ခါမိဘထံအကရော့ရောက်ကြဟဲ့ငါကျန်းကန်တွင်းနဲ့ကြိုက်ပြောနေတာယောက်ျားရဲ့လားဟေ့မိဘထံတစ်နှစ်တစ်ခေါက်ယောက်ျားရဲ့လားဟေ့မေးတာမေးရအားမရှိပါရှေ့တုန်းကသားသမီးကမိဘထံတစ်နှစ်တစ်ခေါက်အမလီတတ်နိုင်တယ်လို့မိဘကြော့စရာပစ္စည်းတွေနဲ့ရောက်ကြအခုခေတ်တော့မိဘကရှောက်လေရသားလေးထမ်းသွားအောင်မသမီးလေးထမ်းသွားအောင်မမိဘအတွက်သားသမီးကမပို့ပေသည်သားသမီးကမိဘကသားသမီးအတွက်လက်ဆောင်ပဏာတွေယူပြီးတော့သွားရမိကလေးကိုရော့ဒါလေးဝစ်ကြည့်စမ်းအဖိုးဖွားတွေကရှောက်လှဲ့ဆင်ရတယ်သူတို့ကလှဲ့ကြော့ဖို့တော့မရှိပါဘူးအတော်လေးကြွာချသွားတယ်ဟဲ့ဒါတောင်ဆင်းရဲတော့ဆင်းရဲတယ်ညီသေးနော်အိမ်တော်တဲ့ဘဝရောက်တော့မိဘပြုစုဖို့ခဲရင်လိုက်တာငါတို့အိမ်အောင်ပြုလာပဲမွေးတော့လဲမိဘကကျွေးတော့လဲမိဘကပညာသင်ပေးတော့လဲမိဘကအိမ်အောင်ကြလို့တောင်းရံပေးပြန်တော့လဲမိဘကအိမ်အောင်တဲ့ဘဝရောက်လို့ငတ်နေပြန်တော့လဲကျွေးရတာမိဘကထောက်ရတာမိဘကမိဘထံငါတို့မြတ်စားဝဲတော့ရံကလေးအိမ်နီးနာချင်းကန့်နေလို့ခင်းကုန်းတစ်ခွက်ချက်ရင်ပို့မဟဲ့စိတ်ကူးသလားကူးပါဦး
ပို့ပါဦးဟင်းကောင်းချက်သူတို့ကြီးပိတ်စားကိုယ်အိမ်ဟင်းကောင်းမချက်တော့ပကံများတဲ့ထမင်းလေးတွေထည့်ပြီးအမေတို့အိမ်ချက်သားချက်တဲ့ဆိုသွားနှိုက်တိုးအိမ်တောင်တယ်ဘဝရောက်တောင်နှိုက်တိုးဒါတောင်ဒီမောမမှန်ဘူးနော်ပြည်သားအံ့ရကြီးဩအတော်လေးကွာခြားသွားပြီဒါကြောင့်ဟဲ့ညီငယ်နှမငယ်တို့အကိုတို့အမတို့ဘုန်းကြီးတရားပွဲလာတာများသမန်ငါရှံငါနာမသွားကြနဲ့သင်္ကန်းစာတွေကိုများစွာပေးတယ်ကျုပ်တရားပွဲတိုင်းတရားပွဲတိုင်းဒါကြောင့်တစ်နှစ်တစ်ခေါက်မောင်သူနှစ်တာနဲ့မေသူဇာတာတို့မိဘထံအလဲအပတ်သွားပြီးတော့ကတော့ကြတယ်လို့လက်ဆောင်ပနာကောင်းတွေဖြင့်မိဘကိုကတော့ကြပူဇော်ကြတယ်လို့တောင်ငူမြို့ကအိမ်တော်နဲ့အကိုအမငှတဲ့ငယ်ပေမဲ့ပြုတ်နေကြတာမို့အိမ်တော်နဲ့ညီငယ်နှမငယ်အကုန်ပြောရတာကိုကွာငါအသက်က46နှစ်46နှစ်ထဲရောက်လာပြီသူတို့အိမ်တော်ပြုတာက14နှစ်ဆိုပါသွားပြီဒီတော့ပြောရသေးတာဟဲ့အိမ်တော်နဲ့ဆိုလို့အကိုအမကြီးပြောလို့မရဘူးညီငယ်နှမငယ်လေးထဲတာဒီလိုအိမ်တော်နဲ့ကရောက်လာရင်တစ်နှစ်တစ်ခေါက်တော့မိဘထံရောက်အောင်ပူဇော်ကြပါသွားပြီးတော့ကြော့ကြပါမကောင်းဘူးလားဟဲ့ကဲထွက်သွားပြီဟဲ့မောင်သူနှစ်တာနဲ့မေသူဇာတာတို့မေသူဇာတာကကိုသူနှစ်တာရဲ့နှမတော့ညောင်းလုံးလို့လဲနောက်ကဆင်းပြီးတော့ခြေချင်းလျှောက်လို့ခိတ္တလိုက်အောင်မယ်ဆံမလေးဖြန့်လို့လဲနောက်ကလိုက်မောင်သူနှစ်တာကြီးကလှဲပေါ်ဟာနွားနဲ့မောင်းရင်အသွားတိုင်းပြည်အုပ်ထုတ်တဲ့ပြမရမင်းကြီးကလည်းဆင်းပြူတော့စီးပြီးတော့တိုင်းကလှဲအလားမြင်ပြီးပြိဿကြီးသူ့ဇာတာကိုမြင်လိုက်ဟာတဲ့လှပါလားဟမ်မလေးလှလိုက်လေရင်ကွယ်သငယ်မရဲ့ဟဲ့မင်းကြီးမြောင်ဖေဟာကြည်စမ်းဟိုမှာမှန်လားပါမြင်ကြောင်းပါဗျာလှဘူးလားဟိလှလားဗျာပိတ်လှလားဗျာအေးပိတ်လှတာကိစ္စမရှိဘူးငါစိတ်ကတော့လေသူ့ကိုမြင်ကြတဲ့ကရွှေနန်းတော်ခေါ်ပြီးတော့မိဘရခေါင်းကြီးမြောက်ချင်တော့တာပဲမှန်လားပါဗျာတိုက်ပြီးအုပ်ထုတ်တဲ့ဘယင်ပါဗျာအေးလေဘယင်မို့လို့ငါလိုချင်တဲ့ကိစ္စငါပြောနေတာပဲဟဲ့သွားဆောင်မေးကြည့်ကတာမိကလားအတာမိကလားလို့အမတ်တယောက်သွားမေးဟဲ့တကယ်မဟောကြည်စမ်းငါမမြင်ဘူးတဲ့အဝတ်စားတွေဝတ်လို့ပါလားဟဲ့မမြင်ဘူးတဲ့အဝတ်စားတွေပါလေလုံမနေနဲ့ငါအမဟဲ့ဘာကိစ္စရှိလို့တော့ဘာကိစ္စရှိရမလဲသင်မှာတာမိကလားအတာမိကလားဟဲ့လေရှိသလားမရှိဘူးလားမေးတာဟဲ့အိုးဘိုးမြင်ရတာဟိုလဲပေါ်မှာတပြားကြီးဝင်ပြီးနွားနှကောင်မောင်းပြီးတော့သွားနေတဲ့လှင်းသမားကြီးကကျုပ်ရဲ့လင်လားကိုသူ့နှစ်တလို့ခေါ်တယ်လင်ရှိမရပါဘိုးလင်ရှိမရပါဘိုးရဲ့ခက်တော့တာပဲလင်ရှိမရမှန်းတော့သိပြီဘယင်တော်ဦးတင်လိုက်ကတို့ရှင်မင်းကြီးတော့ဒုက္ခဖြစ်တော့မယ်ထင်တယ်သူကမိဘရခေါင်းမြောက်ခြင်းနေတဲ့လောကမိမတွေအများကားနဲ့မြင်ရတိုက်တတ်တဲ့ရှင်မင်းဆိုတော့လေမကြရရင်သူ့ဒုက္ခအလေးမှန်တဲ့တိုင်းတော်တော်ဥတင်ရတော့မှာပဲဆိုပြီးတော့ဘယင်ထံပြန်သွားမှန်လားပါဗျာတာမိကဖြစ်ကြောင်းပါဗျာတာမိကဖြစ်ကြောင်းပါဗျာဟိုလဲဘော်ကတရားဝင်ပြီးနွားနှကောင်ကိုမောင်းနေတဲ့လဲသမားကြီးသူ့ရဲ့လင်ယောက်ျားပါတယ်ဗျာဟေးမင်းကြီးများဖေဟာတော်ပြီသွားကြစို့မင်္ဂလာမရှိဘူးရွှေလန်းတော်ကြီးပြန်ပြီးတော့လှည့်ကြစို့ရဲ့ငါမြင်ရတဲ့တငယ်မအပါမိကလင်မရှိပါဘူးဆိုရင်ရွှေလန်းတော်ခေါ်ရာဇဝလင်တင်းပြီးတော့အဘိတ်မြောက်လို့မိဖုရားကြီးအရာထားခြင်းလိုက်ပါပြီခုတော့ကွယ်တော်မင်္ဂလာမရှိဘူးသူ့ကိုငါမမြင်ရခင်ဘယ်နဲ့ကြောင့်ကိုကောင်းတဲ့အရေးရပါလိမ့်မလို့ခက်ဘူးလားသူ့ရည်စက်နဲ့သူ့ဟာနဲ့သူလောကမိမ့်မတွေအများကြီးသူ့ရွှေနန်းတော်လဲတပြုံကြီး
ဒီရတဲ့သူများမများကိုမောက်မောက်မှားမှားနဲ့စိတ်ဝင်စားပြန်လို့ပြန်ရလို့ငါကိုယ်တော်မှုကိုမှမိဖုရားမမြောက်ရရင်အသက်ရှင်နိုင်မှာမဟုတ်ဘူးသို့တော်လည်းလင်းရှိမရဘူးဇွတ်အတင်းမိဖုရားမြောက်ပါကတိုင်းပြည်ကငါ့ကိုကဲ့ရဲ့သင်္ကြန်စကရင်းဆိုကြလိမ့်မယ်မင်းကြီးများဒီတော့အမတ်တယောက်ကမလာပါဗျာကိုတော်ကြီးမိမအတွက်နဲ့စိတ်ရတဲ့မပွားပါနဲ့ဘုရားကျွန်တော်မျိုးကြီးအကြံပေးပါမယ်ဗျာပြောစမ်းဟဲ့မလာပါဗျာလောကစကပုံရှိပါဗျာသူများလိုချင်သူ့နဲ့လှမ်းနဲ့ထိုးပါတဲ့ဗျာဟေးဟာပဲပဲမလာပါသူများလိုချင်သူ့နဲ့လှမ်းနဲ့ထိုးပါဗျာခက်တယ်ကွယ်ငါဘယ်ရင်ကလှမ်းနဲ့သွားထိုးရအောင်လဲလွယ်မလားလို့မလာပါလွယ်တယ်နည်းရှိတောင်းပါဗျာအေးပြောစမ်းဟဲ့မလာပါဘုရားကိုတော်မြတ်ကြီးဟိုဘုရင်ကိုတော်မြတ်ကြီးရဲ့ဗရမ ्या အုပ်ဆောင်ကိုပေးသနာပါဗျာဗရမ ्या အုပ်ဆောင်သူ့လင်သားလှဲပေါ်သွားတင်းဟဲ့မင်းကြီးများဗရမ ्या အုပ်ဆောင်ဝတ်ဆင်ခြင်းတယ်လို့အမိန့်တော်ထားဘုရားကျွန်တော်မျိုးကြီးများသူ့လင်သားရဲ့လှဲပေါ်သွားရှာလို့တွေ့တဲ့အချိန်ခါမှာဗရမ ्या မခိုးဆိုပြီးတော့သိအောင်သားသူမယားနန်းရတင်ပြီးတော့မိဖုရားမြောက်ချင်ရင်ရနိုင်ပါပြီဗျာကဲတော်တဲ့ကောင်ဟန်ကြမင်းအကြံပေးလို့နှုတ်မရင်ငါဒီတငယ်မနဲ့ဝေးတော့မဲကွမှန်လားပါဗျာပရမ ्या ဥဆောင်ပေးသနာတော်ဟူပါဗျာဟဲ့ရော့ယူသွားဆိုတော့ပရမ ्या ဥဆောင်ယူပြီးတော့မောင်သူနှစ်တလှဲပေါ်သွားတင်ထားဒီကဘသူပေါ်သွားတင်နော်မောင်သူနှစ်တရဲ့လှဲပေါ်ကိုတင်ထားပြီးတော့ရှင်မရင်ကြီးကတင်လဲပြီးတော့ဟဲ့မင်းကြီးများဗျာငါကိုယ်တော်များပရမ ्या အုပ်ဆောင်ကိုဝတ်ဆင်လို့တဲ့ဟဲ့ရှာကြတာဟဲ့ဘုရင်ပစ္စည်းပဲရောက်တော့ဟဲ့ဘုရင်ပစ္စည်းပဲရောက်တော့ဟောမရှိဘူးတိုင်ငံခီထွက်အလားနေပါဦးတွတ်ရွှေနန်းတော်များကြံ့ရဲ့ဘယ်ကြံ့ရဲ့ဟောလေဒီပေါ်ပါလာတဲ့ကိစ္စကြီးဟဲ့မင်းကြီးများပရမ ्या အုပ်ဆောင်ဆက်လေမင်းကြီးများမလာပါဗရမ ्या အုပ်ဆောင်မရှိပျောက်ဆုံးနေကြောင်းပါဗျာဟင်ဝတ်ဆင်ခြင်းနဲ့ကိစ္စဒင်တို့ပေါ့လျော်ကြလို့ငါဘယင်ဝတ်ဆင်မဲ့ဗရမ ्या အုပ်ဆောင်ပျောက်တယ်ကွာယခုမြရှာကြဆိုတော့သွားရှာတယ်ဘယ်မှမရှာဘူးလှဲစီသွားတဲကဘယ်စီသွားလဲစီသွားရောပေါ့လှဲစီသူတို့ထားတဲ့ကိစ္စမောင်သူနှစ်တလှဲနောက်လိုက်သွားဟေးရစမ်းကွယ်မဲ့လှဲဟာဘာကိစ္စလဲခင်ဗျဘာကိစ္စရမလဲရှင်မင်းတိုင်းကလှိပြီးတော့အလာမှာအခုဗရမ ्या အုပ်ဆောင်ပျောက်ဆုံးနေပါသဖြင့်ဘယ်သူခိုးတယ်လဲလို့တို့လျှောက်ရှားနေတယ်မင်းလှဲမှာငါတို့ရှာရလိမ့်မယ်ရှားပါခင်ဗျာကျွန်တော်လှဲဖို့ဘာမှမပါပါဘူးခင်ဗျာကျွန်တော်လှဲဖို့မှာမယားလေးသူ့မိဘထန်တစ်နှစ်တစ်ခေါက်အကြော့ရောက်ရှင်တယ်ဆိုလို့မိဘများအတွက်ပူဇော်ရန်ဝတ္ထုပစ္စည်းတွေတော့ပါပါတယ်ရှားပါခင်ဗျာမသိချဘူးမသိလို့အရှာခိုင်းတော့လှဲပေါ်လှန်လို့ပြီးတော့ရှာလိုက်ဟောတွဲပြီမင်းကြီးများတခိုးလာခဲ့ဟေးလာခဲ့ဟာနေပါဦးခင်ဗျာဘာလို့ကျွန်တော်ကိုတခိုးဆိုတာလဲဘာလို့တခိုးဆိုရမလဲကွာနေရတဲ့မှာမင်းလှဲပေါ်ကဗရမ ्या အုပ်ဆောင်ဟာကျွန်တော်မခိုးရပါဘူးကျွန်တော်တခိုးမဟုတ်ပါဘူးခင်ဗျာဘယ်နဲ့ရောက်ဒီရှင်းမရရဲ့ပစ္စည်းကကျွန်တော်လှဲပေါ်လာပြီးတော့ရောက်နေပါလိမ့်မတော့ဟင်းဘလူလာတင်ပြီးတော့ညံဆင်ပြီးငါ့ကိုတခိုးလို့ဖမ်းပါလိမ့်မတော့အဲ့ကောင်မဲလူဝါဝတို့အမတ်တွေကပဲမင်းလှဲပေါ်တင်ပြီးတမင်သက်မင်းတခိုးလို့ဖမ်းတယ်လို့မင်းဘာပြောတာမင်းဘောကတွေ့တာမင်းခိုးလို့ဘောကွာမခိုးဘူးကျွန်တော်မခိုးဘူးကျွန်တော်တခိုးမဟုတ်ဘူးဟောဒီလဲဘောကိုဒီဗရမ ्या အုပ်ဆောင်လာတင်တဲ့လူယုံမာတွေသာတခိုးအဲ့ကောင်ကြည့်ပြောဘယ်လိုလာတင်တယ်လို့မင်းသိသလားမသိလို့ပေါ့ဗျာမသိလို့ပေါ့ကျုံများသိရင်လေအဲ့ဒီတခိုးကိုကျုပ်ဒီတိုင်းမသားဘူးဘုရင်ကြီးကိုတော်ဦးတင်မယ်
သိပါဘူးလေကွာမင်းတင်းလို့ပဲဖြစ်မလို့ဟာဘယ်သူသားပုံမှမသိပဲသိညာသိလိုက်အဲ့ဒီအမတ်ဒီဒုက္ခမသိလို့ပေါ့ဒုက္ခသာပြောရတာကိုဘိဒ္ဓဘယင်ကလည်းသူတို့ဘယင်ဆိုတော့ဂွာအကြလားဟေးဓမ္မလာမင်းလိုက်ခဲ့တခါတည်းလက်ဆွဲခေါ်သွားသူဇာတာလေးကမြင်ပြီဟောဘိုးတို့အမလေးကျုပ်လည်းလားကိုသူ့နှစ်တာကိုပဲလည်းကြောင့်ဆွဲခေါ်ကြတာတော့မောင်ရဲ့ကိုသူ့နှစ်တာပြုတ်မောင်ကြီးဘယ်နဲ့ကြောင့်အမတ်တေးဆွဲခေါ်ခြင်းကိုခံရပါလိမ့်မယ်ဆိုနောက်ကအပြေးကလေးလိုက်ရင်းနဲ့တရားနာပိဋကမောင်သူ့နှစ်တာဘရင်ရှိဆိုင်သွားဟဲ့မင်းကြီးဘုရားဗရမ ्या ဥရှောင်းဆက်လို့ငါပြောနေမှန်လားပါဗျာဗရမ ्या ဥရှောင်းပျောက်သွားတဲ့ဒီဗရမ ्या ဥရှောင်းခိုးတဲ့တခိုးကိုလိုက်ရှာတာအခုတွေ့ခဲ့ပါပြီဗျာဗရမ ्या ဥရှောင်းတခိုးဖြစ်ကြောင်းပါဗျာဟေးတဲလဲတော်တဲ့ယောက်ျားဘရင်ပစ္စည်းမင်းမို့ရဲဝံ့ဒီအမတ်ဒီစစ်အင်္ဂါတွေထဲဝင်ပြီးတော့ခိုးရဲကွယ်တော်လဲတော်ပါရဲ့တဲလဲတော်တဲ့ယောက်ျားဟဲ့ဘယ်နည်းများဗျာဒါဖြင့်ဘယ်လိုစီရင်ရမှန်လားပါဗျာသမန်ငါရှန်ကအပြင်းပစ္စည်းကိုခိုးတဲ့တခိုးမဟုတ်အတွင်းပစ္စည်းဘရင်ရဲ့ဗရမ ्या အုပ်ရှောင်းခေါင်းပေါ်မှာတင်အမြတ်တနိုးထားတဲ့ပစ္စည်းကိုခိုးတဲ့ယောက်ျားမို့မသေးမချင်းခုချက်ချင်းအနာဘဝသားလက်မှာအပ်ပြီးတတ်ထိုက်ကြောင်းပါဗျာရောက်သွားပြီသူဇာတာဟဲ့ကိုသူနေတာပြုံမောင်ကြီးမလေးဘရင်ပစ္စည်းတွေပါခုံးပြီးလို့ခုလို့လိုက်သွားရပါလိမ့်မယ်တို့ဆံမလေးဖျားချမျက်ရည်စာလေးနဲ့ဘိုးတို့ဟဲ့တငယ်မပါတို့ကိုသူနေတာကိုဘာလို့ကြမလို့လဲဘာလို့ရမလဲဘရင်ဗရမ ्या အုပ်ဆောင်ကိုခိုးလို့အခုဘရင်ကသတ်စေဆိုတဲ့အမိန့်တော်ကြီးချထားတယ်မဟုတ်ပါဘူးထင်မလွဲကြပါနဲ့ကျုပ်လင်သားကသူများပေးတဲ့ပစ္စည်းကိုတရွေးသားမှမခိုးဘူးပါဘူးဝါချမ်းတဲ့စိတ်တောင်မယူဘူးပါဘူးဒီတငယ်မတဲခဲ့နေဝါချမ်းတဲ့စိတ်ကဘာသုံးဖြစ်လို့တို့ဗရမ ्या အုပ်ဆောင်သူတို့တက်တက်လုံးချမ်းသာနိုင်တဲ့ပစ္စည်းမို့ခိုးတာပေါ့ဟာမခိုးပါဘူးဘယ်လိုနည်းနဲ့မှမခိုးပါဘူးကိုသူနေတာခိုးများခိုးလေသလားမောင်ရဲ့ကိုသူနေတာခိုးလို့အခုလို့ရာဇိုးပဲကြီးသင်ပြီးတော့ခံရလေသလားနှမမောင်မခိုးပါဘူးကွယ်မောင်မခိုးပဲနဲ့တခိုးလို့အဆွဲခံရတာပဲဟဲ့နေပါဦးဘူးတို့ဒီပစ္စည်းပဲကတွေ့ကြနေလင်သားလှဲပေါ်ကတွေ့လို့အခုဖမ်းလာတယ်ဟဲ့တန်တော်ကိုသူနေတာတော်လဲပေါ်ကတွေ့ရင်တော်ခိုးလို့သာပေါ့တော်မခိုးပဲနဲ့ဒီလိုဖမ်းခံရပါမလားဟဲ့ကြည်စမ်းတဲလဲရက်သက်တဲ့မိမငါ့ကိုဒင်းကတောင်တခိုးလို့ပြောနေပြန်ပြီသိပြီငါသိပြီလေခုတော့ရှင်မင်းကိုမြင်လို့မိဖုရားလှုပ်ချင်တဲ့မိမငါကတော့မရိပ်မိခဲ့ပါဘူးလှဲဘောကဆင်းပြီးတော့ခြေချင်းလျှောက်မတဲ့အခုတော့လေလှဲဘောကဆင်းပြီးတော့နေခဲ့ဘယင်ကိုမြင်လို့မိဖုရားလှုပ်ချင်တဲ့စိတ်ဓာတ်ကြောင့်ဒီပစ္စည်းငါလှဲဘောရောက်တာသူ့ကြောင့်မိမယုတ်ကြည့်ငါ့ကိုသိအောင်ကြတဲ့မိမပါလားကိုသူနေတာကျုပ်ကိုထင်မလွဲနဲ့နော်မဟုတ်ဘူးကျုပ်ကိုလာတော့မိမရဲ့တာမိကလားအတာမိကလားတဲ့ဟိုလှဲဘောကကျုပ်လည်းငါလို့တော့ပြောမိလိုက်ပါရဲ့ဒီပစ္စည်းလှဲဘောရောက်တာကျုပ်နဲ့ဘာမှမဆိုင်ဘူးအဲ့ဒါလို့သူ့ဇာတာလေးပြောနေကြဟဲ့မင်းကြီးဗျာသင်ပြူတော်နဲ့တိုင်းသားလှီထွက်ပြီးတော့အလာမယခုလောက်အချိန်ကြန့်ကြရင်ဖြင့်တိုင်းပြည်ရအဖျားပြားရွှေနန်းတော်ကြညီလာခံတပွင်ပွဲနှွှဲရအချိန်နောက်ကြလိမ့်မယ်မြန်စီရမင်းကြီးဗျာမြန်စီရညဆိုတော့အာနာဘကွက်သားကဓမ္မကြီးကြိုက်တယ်စင့်ဒီတုံးမောင်သူ့နှစ်တက်လေပင်လေးတင်းလို့စင့်တော့မယ်မျက်ရည်ကြားတွေကသူ့လင်သားကြည့်ကိုသူ့နှစ်တက်ပြုတ်ပေါင်းကြီးအဲ့ဒါလည်းဟုတ်တတ်ကြတော့မယ်ထင်ပါရဲ့ကိုသူနေတာကျုပ်သစ္စာဆိုပဲကိုသူနေတာရဲ့အိုးနမအပေါင်းနာအကောင်တို့ကျွန်တော်မျိုးမဤလင်သားသည်ငဲရွယ်စီအချိန်ကစပြီးတော့သူများပစ္စည်းဆိုရင်ဝါချမ်းတစိမ့်များမခိုးဘူးပါ
ဘုရင်ပစ္စည်းကိုခိုးဖို့ဆိုတာနေနေသားသားဘယ်တော့မှမခိုးဘူးတဲ့လင်းသားအခုတခိုးဆိုပြီးတော့ဖမ်းပြီးတတ်ကြတော့မလို့တဲ့ကျွန်တော်မျိုးမှပြောတဲ့စကားဒီမှန်ကန်သောသစ္စာစကားဖြစ်ပါသည်တို့ပါရဲ့သူတော်ကောင်းတို့နာအပေါင်းတို့ဝိုင်းဝန်းပြီးတော့ကူညီကြပါစောင့်ရှောက်ကြပါကုန်တော့လို့လက်အုပ်ကလေးချီပြီးတော့တိုင်တယ်လိုက်တာပြိဿရေဘယ်ထိအောင်ကြားတော့ဆိုတော့တာဝရိနာတရားထံရောက်သွားပြိဿရေသူ့တရားနေရလူမဲ့ရန်သူမပေါ်ဘူးမောင်သူနှစ်တတ်မလို့သူ့ဇာတာကိုမိဖုရားမြောက်မလို့ကြမ်းနေတဲ့မကောင်းတဲ့ကာမေတုမိစ္ဆာစာရကံကြီးကိုကျူးလွန်တော့မယ်ပြမရာမင်းကြီးမြင်ရောဒီကိစ္စငါတရားမဆင်းလို့မတော်ပါလားလူပြေကလူယုံမများဒီတိုင်းထားလို့ရှိရင်ဒုက္ခများရကြီးရဲ့ဆိုပြီးတော့တရားမင်းဆင်းလာဧကတရားဆင်းလာပါလားဆင်းလာပါဗျာတရားဆင်းလာပြီးတော့တရားကကောင်းကင်အရောက်မောင်သူနိတဆင့်နေတော့မော်တင်းတရားမင်းမှီတော့မသိဘူးအာနာဘကွယ်သားကခတ်တုတ်ဟဲ့ခေါင်းနဲ့ပြမရာမင်းကြီးကအမိတ်အချမောင်သူနိတဆင့်နေတော့မော်တင်ထားတဲ့လေဝင်းကလေးကိုအာနာဘကွယ်သားကဓမ္မကြီးနဲ့တအောင်လွှဲပြီးတော့ခုတ်လိုက်တဲ့တခါလေးတိကနေပြတ်သွားသူစားတာလေးဟေးမင်းကိုတို့နဲ့ကြပြီချင်ပါရဲ့မောင်ရဲ့ကိုသူနိတဟမလေးဘဝဆုံးရှားပါဘောလားကိုသူနိတသေရတာကြုတ်ကြောင်သေရတာပဲကိုသူနိတသေပြီမရှိတော့ဘူးကြောင့်မျက်နှာကိုကြုံအားရအောင်ကြည့်မယ်ကိုသူနိတရဲ့နဲ့မျက်ရည်ကြားတွေကမျက်နှာအုပ်ထားတဲ့လက်ဝါးကလေးဖွင့်အကြည့်လိုက်အာနာပကွယ်သားကဆံပင်ကိုင်ပြီးတော့တခါတည်းဒီလိုမြောက်ကြည့်လိုက်ဟာဘာပြောကောင်းလဲပြမရာမင်းကြီးကောင်းကြီးဖြစ်ဒီတော့ဘလူကောင်းကြီးဖြစ်နေဟာဟဲ့မလေးဟဲ့သူတာနာမွာကိုတို့လည်းမဟုတ်ပါလားရှင်မင်းကြီးရဲ့ခေါင်းဟဲ့ကိုတို့လည်းပဲရောက်နေပါလိမ့်မလို့ကိုသူနှစ်တပဲရောက်နေပါလိမ့်မဆုံးလို့ကြည့်လိုက်တော့တရားမင်းလူပြောင်းလူလွဲလောက်ထားတယ်မဲတရားလေအတတ်နိုင်လားမြားရင်တော့ချိုတာပေါ့မြားရင်တော့နှုတ်စီလေးပါလေးပြောရလားကိုတရားတတ်နိုင်နေပရိသတ်ရဲ့လူပြောင်းလူလွဲလောက်ထားဟောမောင်သူနှစ်တကဆင်ပြူတော်ပေါ်ဆွင့်ကြီးဗျာအဲ့ဒီလိုဗျမရာမင်းကြီးရဲ့ဆံမင်းအုပ်ဆောင်ကိုင်းလို့ခေါင်းကြီးကိုဟောတယ်လို့မပြီးတော့လေအာနာဘကွက်သားဟေးကိုတော်ကြီးဟာမလေးကိုကျူးနေပါဘောလားသူနှစ်တဆိုပြီးတော့ငါတတ်လိုက်တာဗျမရာမင်းကြီးဖြစ်နေပြီဒေသဘေးကမြင်တဲ့လူတွေဘယ်သူမှမငိုပြမရာမင်းခေါင်းပြကြီးကင်ပြီးဘသူရင်ငိုတော့ဆိုတော့အာနာပကွက်သားတယောက်သေးငိုကိုတော်ကြီးတယောက်သေးငိုတယ်သူကဘာလို့ငိုတော့ဆိုတော့ငါဒီလူသမစားရတဲ့အာနာပကွက်သားငါလူတွေအသာခိုင်းနေတဲ့ပြမရာမင်းကြီးမရှိရင်တော့ငါနောက်လူမသက်ရတော့ဘူးလူမသက်ရရဲ့ငါလူသက်ခငွေမရတော့ဘူးငါကိုကျွေးနေတဲ့ကျေးဇူးရှင်ကြီးသေပြီလို့အမဲသူနေရာနဲ့သူတော့ကျေးဇူးရှင်လို့အခေါ်သားကိုပြိဿရဲ့သေပြီငါကျေးဇူးရှင်ကြီးသေပါဘောလားလို့ဗျမရာမင်းကြီးအတွက်အာနာပကွက်သားတယောက်ထဲငို၍ဟောမောင်သူနှစ်တကဆင်းပြူတော်ဘောအယောင်အဲ့ဒီကြတော့မှတရားမင်းကကောင်းကင်ကကိုယ်တိုင်ပြရုပ်သေးပေါ်လေတရားနာပိတာအဲ့ဒီနာဖြစ်ပြနေပုံရှင်မင်းကိုငကိုကမှကြည့်ကြရလို့ရောက်လာတဲ့တိုင်းသူကြီးကလူအများကလည်းဒီညအုံကြွရောက်လာရဟာဘယ်လိုဖြစ်တော့ပါလိမ့်ဟဲ့ဘယင်ကြီးဘယ်လဲကွာဟာဘယင်မနဲ့ပြန်มาတော့အခုဆင်းပြူတော်နဲ့ထွက်လာအမလေးဆင်းပြူတော်မဘယင်မဟုတ်ဘူးဗျဟာဟေးသေးလားမဟုတ်ထဲကခြုံတက်နေနဲ့ဘာကောင်ကြီးရောဟာတရားမှမသိဘူးခြုံတက်နေနဲ့ဘာကောင်ကြီးမှမသိဘူးတဲ့တရားမမြင်ဘူးတော့ခက်သားလား
ပြည်သားကြီးမင်းအောင်ခင်ဗျားတို့တရားမြင်ဘူးလားမြင်ဘူးရောပေါ့ဗိုက်ထဲတောင်ခဏခဏထဲတော့ဟိုတရားတော့မြင်ဘူးကြည့်ဟိုမှာအချွန်တက်တွေနဲ့အခုခေတ်လူတွေတရားကိုမမြင်ရတော့ပြီရုပ်ပုံနဲ့မှလာမြင်ရတော့သည်ဟိုတုန်းကတော့လူပြေလူယုံမာတွေပေါ်ရင်တရားမင်းဆင်းပြီးတော့လာခဲ့သည်အခုတော့လည်းတရားကမဆင်းတော့ပြီဆင်းလို့လည်းမဖြစ်တော့ပြီဆင်းရင်လည်းတရားနတ်ပြည်ပြန်ရဖို့မလွယ်ပြီနေရာမဟုတ်ပဲလေနေရာမဟုတ်ပဲဟိုလျှောက်ဆင်းရဒီလျှောက်ဆင်းရလွယ်မှမလွယ်တော့ပဲကြည့်တရားနာပြည်သားကြီးတရားမင်းကကိုယ်တိုင်ပြ၍အိုးတိုင်းလူကြီးကလူအများတို့ဗျမရာမင်းဤသူများရဲ့လင်းရှိမယားကိုပြင်းမှားမလို့မကောင်းတဲ့ကံကြီးကိုသူကြမ်းနေပြီကြံယုံနေမကပြုတ်နေပြီခန္ဓာကိုယ်ကလည်းပြုတ်နေပြီလက်ညှိုးထိုးနေပြီပါးစပ်ကလည်းတတ်ဟဲ့လို့ခိုင်းနေပြီစိတ်ကလည်းကြမ်းနေပြီဒါကြောင့်သူဒီမကောင်းတဲ့ကံကိုပြုသဖြင့်သူပြုတ်တဲ့ကံအိုးတိုင်းယူဒီသားလူများတို့သူသာခံရပြီမကောင်းတဲ့ကံပြုသမျှဒီလိုခံရမယ်ဆိုတာသင်တို့ပဲသတိထားကြကုန်တော့ယခုအဒိဏဒါနသိက္ခာပုဂ္ဂိုလ်ကျူးလွန်ခြင်းမရှိဗရမ ्या ဥစ္စာကိုသူတို့တင်ပြီးသူတို့သခိုးလို့ဆွဆွဲခြင်းများလာဖြစ်သည်တို့ဘာ၍ဗျမရာမင်းကြီးကဲ့သို့ရုပ်မာပါကသင်တို့သည်ကိုပြုတ်တဲ့ကံကိုသာခံရမယ်မောင်တုနိတ္တကဲ့သို့ကောင်းသောကာယကဝစီကမနောကမှုတွေပြုပါကယခုကဲ့သို့ဆင်ပြူတော်ပေါ်တင်ပြီးတော့ရှင်မင်းဖြစ်တာကိုကြည့်ကြငါကိုယ်တိုင်အဘိဓိသုံးလောက်နဲ့မဟဲ့လို့မောင်တုနိတ္တရဲ့မယားလေးသူသားတာရွှေလဲဆွဲလို့ဆင်ပြူတော်ဥပ္ပမောတင်၍တရားမင်းကိုယ်တိုင်လက်ဆက်၍တိုင်းပြည်ကိုတရားသဖြင့်အုပ်ချုပ်ပါလော့လို့အနံခဲ့ပါတယ်ဗျာမောင်တုနိတ္တတို့ဘာဖြစ်သွားလဲရှင်မင်းဖြစ်သွားပါလားရှင်မင်းဖြစ်သွားပြီနော်ရှင်မင်းဖြစ်သွားတော့ပေးထားတဲ့ဇလန်းနာမည်ကပါတယ်ကိုပြုတ်တဲ့ကံကိုသာခံပေးတဲ့နာမည်နဲ့ကောဇတ်ထုံးနဲ့ကောကြိုက်ကြလားဇတ်ပေါင်းရအောင်ဟေ့အဲ့ဒီလိုအတိတ်တော်ကိုဆောင်ရွက်ဘုရားကိုတော်မြတ်ကခြေသားတော်ဒေဝရတိဒီဘဝမှာငါဘုရားကိုတတ်အောင်ကြံစီသည်တတ်ရအောင်ကြံစီသည်မဟုတ်ဟိုဘဝတုန်းကလည်းဒီလိုကြံခဲ့ဘူးတယ်ဟောနောက်ဘဝကတရားမင်းဒီငါဤသားကြီးရှင်အနုယုတ်တာဖြစ်လာတဲ့ခြေသားတော်နားထောင်ဇပ်ပေါင်းလေး9မိနစ်မကြာဘူးပေးသားကြီးနောက်ဘဝကတရားမင်းကဘာဖြစ်လာတော့ကျွတ်တို့ဘုရားလက်ထက်ရှင်အနုယုတ်တာဖြစ်လာတယ်ဟောနောက်ဘဝကမောင်တုနိတ္တကိုတတ်မလို့ကြံရွယ်နေတဲ့တိုင်းပြည်အုပ်ချုပ်သောဗျမရရှင်ဘယင်သည်ယခုငါဖယားကိုတတ်ဖို့ကြံနေတဲ့ဒေဝရဖြစ်လာတဲ့ခြေသားတို့ရေးသားကြီးဟိုနောက်ဘဝကဗျမရမင်းကြီးကဖယားလက်ထက်ပါလာဖြစ်ဒေဝရဟောနောက်ဘဝကမောင်တုနိတ္တလို့ခေါ်တဲ့မျက်လုံးလှတဲ့ယောက်ျားကြီးခြေသားတို့ယခုငါဖယားဖြစ်လာတဲ့ခြေသားတို့ဟောနောက်ဘဝကမောင်တုနိတ္တရဲ့မယားဖြစ်တဲ့သူဇာတာသည်ယခုရာဟုလမေတော်ဖြစ်လာတဲ့ခြေသားတို့ပြေကရာဟုလမေတော်ဆိုတာဘယ်သူတော့ယဉ်ကျေးတာနော်ဘုရားကိုယ်တော်မြတ်အသုံးအနှုံးဘုရားကဒီဘဝမှာငါအပွာလို့မပြောဘူးရာဟုလမေတော်မဒါကြောင့်ပေါ့ခုခေတ်ကလည်းဘုရားကိုယ်တော်မြတ်သားသမီးတွေဆိုတော့သူတို့ကလည်းအသုံးနှုံးကတစ်မျိုးအမေသားတို့အဖေပြောနေတာလေသမီးတို့အဖေတဲ့မဲကိုလင်ကိုပြောရမှာဘူးဒီတချို့ကအရှက်သားမဲတချို့မိန်းမတွေကြတော့တော့တငယ်ချင်းတဲ့ကျွတ်တို့ဘုန်းကြီးတွေလျှောက်တော့ဦးစင်းတို့တကာကြီးတဲ့ဘယ်တော့မှသူ့လင်လို့မပြောဘူးဘုရားကိုယ်တော်မြတ်အသုံးနှုံးကိုသိထားတယ်ဘုရားသားသမီးတွေမို့နဲ့တူပါရဲ့တချို့ကြတော့လေကိုယ်လင်သားနာမည်မခေါ်ဘူးတချို့မိန်းမများထမင်းစားကနီးစားလျှောက်တဲ့အတိုင်းပဲဟေးထမင်းစားရအောင်ဟာဘယ်သူမှလည်းမသိဘူးလင်းနာမည်ခေါ်ရမှာအတော်ရှက်တချို့ကြတော့လေတို့ရင်ကလူကြီးတဲ့တချို့မိန်းမကြတော့လေအရင်မရှိဖျားပြီးတို့ရင်ကဟာကြီးတဲ့ဘာကြီးမှမသိဘူးအိမ်ကလူကြီးဆိုတော်သေးဟိုအသုံးနှုံးနေပြောပါတယ်
ဒါကြောင့်တရားနာပိသားကြီးဘုရားကိုယ်တော်မြတ်ကအဲ့ဒါလိုဇတ်တော်ကိုပေါင်းတော်မူပြီးဇတ်ပေါင်းတာတော့ပြီးပြီးကြုတ်ပြန်မေးမယ်အိမ်ကမပြောတာဖက်ရှိနေမှာဆိုလို့ပရိသတ်ကြီးဟိုခုနှစ်ကပြောခဲ့တဲ့ဇတ်ထုတ်ထဲမှာတရားမင်းကဘာလာဖြစ်ပါလိမ့်မလို့မပီမသဖြစ်ပါနော်ပီပီသသဆိုရင်ဘဲလူတွေနားလဲနေမှာဆိုလို့ရှင်အနုယုတ်တာပါဖရာပရိသတ်ကြီးတရားမင်းကဘာလာဖြစ်တယ်ဗျမရမင်းကြီးကဘာလာဖြစ်တယ်သူဇာတာလေးကဘာလာဖြစ်တယ်ဟုတ်ပြီမောင်သူနှစ်တာလေးကဘာလာဖြစ်တယ်မြတ်စွာဘုရားလာဖြစ်ပါတယ်ဘုရားဟုတ်သွားပါလားဟိအဲ့ဒါလို့ဇတ်တော်ကိုပေါင်းလိုက်သောချိန်ခါမှာအတိတ်ဇတ်ကြောင်းကိုနာရတဲ့တန်ဃာတော်အရှင်မြတ်များသည်ဒေသနာဝတ္တနိသောတာပတ္တိဖလာဒီနိလို့ဆိုတော့သောတာပန်တဂရကအနာဂံဟန္တာတွေဖြစ်ကြဘာကြောင့်ဖြစ်သစ္စာဆိုင်သွားတာကိုဘိဓါကြီးဘာဆိုင်သွားတာတော့ဘုရားကိုယ်တော်မြတ်အတိတ်ဇတ်ကြောင်းကိုဟောတော်မူနေစဉ်မှာဩဗျမရမင်းကြီးသည်သူ့ဇာတာကိုဆွဲလန်းမြစ်တဲ့ပြီးတော့လင်းရှိမှမသိမရှိမှမသိရှိမှန်းသိတော့လည်းမရှောင်ရှားပဲနဲ့သူ့ဇာတာကိုဆွဲလန်းမြစ်တဲ့နေတဲ့ကိစ္စသည်လူချင်းရုံမဲ့ကြီးလို့ဒုက္ခရဲ့အကြောင်းတရားသမှုရိယသစ္စာပါလားထိုသမှုရိယသစ္စာကြီးအကြောင်းခံ၍ဗျမရမင်းကြီးသည်အသက်ဆုံးသည့်အထိခံစားရတဲ့အကျိုးတရားသည်ဒုက္ခသစ္စာပါလားထိုသမှုရိယသစ္စာထိုဒုက္ခသစ္စာနှစ်ပါးတို့၏တကယ်တော့ကြည့်လိုက်တော့မဂ္ဂသစ္စာလို့ခေါ်တဲ့လမ်းကောင်းလမ်းမှန်နိဗ္ဗာန်သို့ရောက်နိုင်တဲ့ခရီးအမှန်ကြီးကိုမလျှောက်ပါကရောက်နိုင်ပြီမဟုတ်ပါလားလို့သမ္မာဒိဋ္ဌိအစသမ္မာသမာဓိအစုံမဂ်ကင်ရှစ်သွယ်နဲ့လမ်းကောင်းလမ်းမှန်ကြီးကိုလျှောက်လိုက်တာဟောနောက်ကဘုရားတပည့်သားတန်ဃာတော်များသည်သောတာပန်တဂရကအနာဂံဟန္တာဖြစ်ကြ၍និရောဓသစ္စာဆိုင်လို့နိဗ္ဗာန်ရသွားကြပါတယ်ဆိုတဲ့ကိုပြုတဲ့ကံကိုသာခံဇတ်လန်းပြီဒီကနေ့ည12နာရီပါပဲဗျာမနေ့ကလည်း12နာရီဒါကြောင့်ဇတ်ထုတ်ကလေးတွေကိုတိုးတိုးစီစီနဲ့လူရင်းအချင်းချုံချုံပြီးတော့နောက်ရက်လဲကျုပ်ဇတ်ထုတ်အသစ်တွေကြီးဟောမှာဖြစ်ပါတယ်ဗျာကဲနောက်ကလိုက်ဆိုကြစမ်းတကဘာလုံးမှာမြတ်သတ္တသံဃာကိုစိတ်မြဲပါစေအလုံးကိုယနေ့ကကြွရောက်လာကြတဲ့တရားတော်ပိဋကကြီးချမ်းသာကြပါစေအလုံးကိုယနေ့ကကြွရောက်လာကြတဲ့တရားတော်ပိဋကကြီးကျမ်းမာကြပါစေကုံမလားမေတ္တာပို့တာကြံသေးလားဖြေပါကြံသေးလားဘယ်သူချမ်းထားသေးလဲမတက်တဲ့လူတွေရောအကုန်ပို့မိအေးလို့လုံးမှဆိုလို့မိအေးမြစ်တာပို့တာ30ဘုံချမ်းသာကြပါစေမောင်တုတ်ကြီးအလိုမောင်တုတ်ကြီးကသူနဲ့မတက်ဘူးမတက်တဲ့လူချမ်းထားမှဆိုလို့ကျုပ်လေဒီတရားဟောလို့ဟောဒီတိတ်ခွေတွေကကျုပ်တရားမေတ္တာဖို့လေးနားထောင်ပြီးတော့ပကိုးရောက်တော့မအေးဆိုတဲ့မိန်းမကငွေ90လားသူရှင်ဘုရားတရားကတပည့်တော်မှနဲ့တဲ့လွန်းလို့အတော်အဆင်ပြေသွားတာသူ့ယောက်ျားကမောင်တုတ်ကြီးတဲ့မောင်တုတ်ကြီးနဲ့သူနဲ့ကတခြားစီနေတာဟာဒါတွေထဲပြီးတော့နောက်ဒီတိတ်ခွေအဲ့ဒီညာရောက်နေအဲ့လေမှန်တာတော့ပြောတာပေါ့လေပြီးတော့မေတ္တာပို့တိုင်းသိချင်းဆိုသူမပါဘူးပကိုးတော်ကလျှောက်တာအေးကွာမင်းတို့ဒါတွေထုတ်ရင်ဒါလေးတော့ဖြတ်ချင်ဖြတ်ပြလိုက်ကြကွာဒါကြီးရောက်သွားမိအေးရကိစ္စမျိုးမောင်တို့ကြီးကငါလားတော့ဘွားလေးခက်လားဒါကြောင့်တရားနာပိဋကကြီးဘယ်သူမှမချမ်းတော့ဘူးချမ်းသေးရဲ့လားဂိုင်းဒါဖြင့်အိမ်ပြန်ပို့ကြပါစို့အတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေကလည်းခြေရင်နဲ့ဖုံမောင်းစိတ်တွေဖြစ်ပြီးအသီးသီးတော်မိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသီခရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြစီရောခြေတရာဆွေကလျှမ်းပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ရစေကုန်သတည်း